အဲ့ဒီမှာကျွန်တော်တို့ပေးအိတ်တော့အဲ့ဒီမှာသူထိုင်လို့ပြောတာနဲ့တရားမှလှုပ်လို့မရဘူးအကုန်လုံးထိုင်ချတော့ကျွန်တော်လည်းအဲ့ဒီထိုင်တာကျွန်တော်ထိုင်တာရဲပြားတွေရှိရထင်တယ်ကျွန်တော်သွားထိုင်မိတဲ့နေရာမှာလေပြားတွေကအော်တယ်ဦးနဲ့သူတို့ကမီးလည်းမမြင်ရဘူးဆိုတော့မီးလည်းမရှိဘူးအော်ရင်နဲ့ကျွန်တော်လည်းဆွတ်တောင်းတာပေါ့ကျွန်တော်ဒီခါတော့ပြားတော့အပြယူရလားယူရတော့သူလည်းထိုင်နေပြီအကုန်လုံးထိုင်နေပြီကျွန်တော်လည်းကျွန်တော်နီးတဲ့နေရာမှာထိုင်ချတော့ကျွန်တော်သွားထိုင်တဲ့နေရာမှာပြားတွေရှိနေတယ်အဲ့ဒါသူအော်ပြီးတော့ကျွန်တော်လည်းဒီတခါတော့ကြိုက်ခံထင်းတော့မှထင်ပါတယ်လို့ကျွန်တော်ဆွတ်တောင်းတာဘုရားသခင်ခွင့်မရှိတော့ဘောနော်ဘာမှသူတို့ကြိုက်စရာမရှိပါဘူးလို့အဲ့လိုအာယုံပြူပြီးတော့မှဆွတ်တောင်းတော့ခဏကြာတော့ကျွန်တော်တကယ်ပဲကြိုက်ထိုက်တော့ကြိုက်တော့လက်ရောင်တက်လာတော့တော့ကျွန်တော်စိတ်တက်သွားတော့အဲ့ဒီမှာဆွတ်တောင်းပြီးတော့ခဏကြာတော့သူကပြန်ပျောက်သွားတော့ကျွန်တော်ပြောတယ်ကျွန်တော်လက်မှာတော်တော်လေးရောင်သွားပြီလို့ကျွန်တော်ပြောတော့ဖုတ်ကြရတယ်ဘာမှမလုပ်ပေးဘူးအဲ့ဒါကျွန်တော်ဆွတ်တောင်းပြီးတော့မှအဲ့ဒီမှာသူတို့4နိုင်5နိုင်လောက်ဖြစ်လာတဲ့ခါကျတော့မနဲ့ဟုတ်တယ်ဆရာအဲ့4နိုင်5နိုင်လောက်ဖြစ်လာတဲ့ခါကျတော့သူတို့ကလုံးမလုပ်တော့ဘူးပေါ့ဒီနေရာမှာသူတို့ကစခန်းချပြီလေအဲ့ဒါကျွန်တော်တို့ထားခဲ့တော့ကြံတဲ့လူတွေကတော့အိပ်ပျော်ကူပေါ့ပြင်မှန်းပြီးတော့မှဘာမှမထူလို့ဘူးဆိုမှအိပ်ကြတာပေါ့ကျွန်တော်ကကြတော့ဆွတ်တောင်းပြီးတော့မှကျွန်တော်တချင်းလေးဆူတာပေါ့ချင်းလေးဆိုတော့ကျွန်တော်ကတော့ရည်နိုင်တာပေါ့ကြံတဲ့လူတွေမရည်နိုင်ဘူးအဲ့ဒါမိုးလင်းကြတော့ဟိုဘက်တစ်ဖွဲ့ကယောက်ျားလေး2ယောက်ကသူတို့ဥဆောင်ပြီးတော့မှကြံတဲ့မိန်းကလေးတွေကိုစီအုံတော်ထဲမှာထားပြီးတော့မှကျွန်တော်တို့ဖွဲ့ပြန်လိုက်ရှာတာသူတို့ဒုက္ခရောက်ပြီဆိုမှလိုက်ရှာရင်နဲ့ကျွန်တော်တို့စကားပြောတန်အောင်သူကကြားသွားတယ်ကြားတော့အဲ့ဒီယောက်ျားလေး2ယောက်ကဝင်လာပြီးတော့မှကျွန်တော်ကထိုင်းပြောတယ်အဲ့ဒီလမ်းပြတဲ့ဖူးကြီးပေါ့ကျွန်တော်ဖွဲ့ဟိုဘက်မှာအုပ်စုကွဲသွားပြီလို့ပြောတော့သူကပါတိုင်းထင်တယ်အဲ့ဒီထိုင်းကကျွန်တော်ပြောတဲ့စကားကိုသိနားမလည်ဘူးဘန်ကောက်စကားနဲ့မတူဘူးဆိုတော့ကျွန်တော်လည်းပြောရင်သူရဲ့သဘောပေါက်တယ်ဒါပေမဲ့သွားမခေါ်ဘူးလေဟိုသွားခေါ်ရင်ငါတို့ဒုက္ခဖြစ်မယ်တဲ့ပလိတ်သိတွေ့သွားလို့ရှိရင်ငါတို့ပလိတ်ဖမ်းပြီပေါ့ပလိတ်ဖမ်းလို့ရှိရင်အကုန်လုံးပြဿနာဖြစ်ပြီပေါ့သူသွားမခေါ်ဘူးဆိုတော့ကျွန်တော်မှအဲ့မှာဖုန်းပါတော့အဲ့ဒီမှာဖုန်းထုတ်ပြီးတော့မှကျွန်တော်ကဖုန်းဆက်တာကြိတ်ပြီးကျွန်တော်တို့ဖွဲ့တွေဘယ်မှာကွဲနေကြပြီဒီလိုဒုက္ခဖြစ်နေပြီပေါ့ဘယ်လိုလုပ်ပေးမလဲကျွန်တော်ပြောတော့ကြိတ်ရတဲ့ဘာမှပြောဘူးဘာညာကိုအေးဒီလိုပါပဲလေခဏကြာတော့နေလို့သွားရမှာပါလေဘာညာကိုကဆိုပြီးတော့မှသူကပြောပြီးတော့မှဖုန်းပြန်ချလိုက်တော့အဲ့ဒီမှာကျွန်တော်ကပဲဥဆောင်တာဖြစ်သွားတာပေါ့ဘာပဲဖြစ်ကွာဒုက္ခဖြစ်နေဝိုင်းခံမယ်ဆိုပြီးတော့မှသွားခေါ်လို့ကျွန်တော်ပြောလိုက်တာသွားခေါ်လာတော့အဲ့ဒီမှာဖိုးကြီးကသွားတွေ့သွားတယ်ဖိုးကြီးကသွားတွေ့တော့နေလို့ကောင်းလေးပဲရှောက်သွားလေလို့ပြောတာကျွန်တော်ပြောတယ်ကျွန်တော်တယောက်ပဲထိုင်စကားနည်းနည်းတက်တက်ပါတယ်ဆိုတော့လေကျွန်တော်တို့မှသွားလဲတာမဟုတ်ဘူးလို့သူတို့ဖွဲ့ကွဲလို့သွားခေါ်လာတယ်လို့ကျွန်တော်ပြောတော့သူတို့ကမယုံဘူးနေတို့တွေပလိတ်နဲ့ဖန်ခံတိချင်တာဘာညာကိုကဆိုပြီးတော့မှပြောရင်ကျွန်တော်ဖုန်းတွေ့သွားတယ်ကျွန်တော်ဖုန်းတွေ့သွားလို့သူကပြောတယ်နေဖုန်းကိုလည်းငါတင်ထားပေးမယ်တဲ့နင်သွားခံနေကြရင်ငါပြန်ပေးမှာပေါ့နော်ကျွန်တော်လည်းရိုးရိုးသားသားပဲထင်တာပေါ့နေသူတို့လည်းပြန်ပေးမှာပါပဲကိုလည်းပတ်စံပေးပြီးတော့မှတက်လာတယ်ဆိုတော့လေကိုကသူ့ထုတ်ပေးလိုက်တော့အဲ့ဒီမှာကျွန်တော်ပြန်လာခံနေကြတော့ကားတီလီနဲ့တဆင်းပြန်စီးရသေးတယ်တဆင်းပြန်စီးပြီးတော့မှကျွန်တော်ပြန်လာခံနေကြတော့သွားတောင်းတော့သူကမပေးတော့ဘူးဖိုးကြီးကမပေးတော့ဘူးမပေးနဲ့ကိစ္စမရှိဘူးပေါ့အဲ့နဲ့ဖုန်းတော့ယူခဲ့ပြီးမဲ့ဘက်ထရီကြတော့ကျွန်တော်ရဲ့အိတ်ထဲမှာပါလာတာလေပါလာတဲ့ခါကျတော့အဲ့ဒီမှာစီအုံတော်တော့မှပုံပြီးတော့မှအဲ့ဒီမှာဟိုသူတို့တခါကာကြီးအဲ့ဒီကာကြီးကိုပြန်တင်တာပစ္စည်းကတဝက်တင်တယ်လူကတဝက်တင်တယ်သူတို့ဒီမှာလူတွေတော့ကွဲသွားကြပြီပေါ့မလေးသွားမဲ့လူတွေကတော့သူတို့တချို့ကြံခဲ့ပြီကျွန်တော်တို့ကြတော့ရောက်90လောက်ရှိမယ်ပစ္စည်းကတဝက်လူကတဝက်တင်ပြီးတော့မှအဲ့ဒီမှာလည်းတိတ်တင်တာပဲထိုင်ဖို့နေရာတွေပါတယ်သူတို့မပေးဘူးတိတ်တင်ပြီးတော့မှဝင်ပြီးတော့သူပိတ်ပြီးတော့မှအဲ့ဒီမှာသူတို့တညာလုံးမောင်းတာပေါ့တညာလုံးမောင်းတော့ထဲမှာရှိတဲ့လူတွေကလည်းဟိုပြောမဆိုငိုတာနဲ့ရီတာနဲ့ဟိုသူတို့ဘုရားဘာသာတန်ဗုဒ္ဓတွေပါတယ်ဆူကြတာပေါ့ကျွန်တော်လည်းဆူတောင်းပြီးတော့မှကျွန်တော်လည်းသိပြီလို့ပဲထင်တာပဲခါကြသူတို့ကျွန်တော်ချင်းနေကြည့်ရပုံတော့ရှေ့ကကားသွားနေတယ်ထင်တယ်ပလိတ်ရှိရင်တခါရက်တယ်ထင်တယ်လမ်းဘေးမှာဝူဝါတော့ကားတွေတန်ကြားနေတယ်လမ်းဘေးမှာတခါထိုးရက်တယ်နှစ်နိုင်လောက်မောင်းတယ်တခါထိုးရက်တယ်15မိနစ်တခါတလေတနိုင်ဝက်တခါဆက်ပြန်မောင်းတယ်မောင်းရင်လည်းသူတို့ဒီမဲခေါင်ဘဲမှာထင်တယ်ကျွန်တော်ထင်တာတနေရာလာပို့ခဲ့တယ်အဲ့ဒါမိုးလင်းသွားပြီလေမိုးလင်းသွားပြီမိုးလင်း9နိုင်10နိုင်ကျတော့သူကားပေါ်ဆင်းခိုင်းပြီးတော့မှအဲ့ဒီမှန်လုံကားလေး2စီးနဲ့တခါပြန်လာကျူတယ်လာကျူတော့အဲ့ဒီအိမ်ရောက်သွားတော့အကူကတော့အေးစစ်စစ်ဖြစ်သွားပြီထင်တာပေါ့အဲ့ဒီအိမ်ရောက်တော့လည်းကျွန်တော်တို့ကြမ်းသေးတာပါရမတော့ပက်စီဘူးတွေပါတယ်သူတို့ကျွေးမယ်လို့ယူလာပြီးတော့မှနောက်တော့မကျွေးတော့ဘူးအဲ့ဒီမှာနေတော့မှဖုံးပါတယ်တဲ့ဖုံးဘ누구မှပါတယ်လို့ပြောတာဖုံးမပါတော့ဘူးလို့တရားမှမပါတော့ဘူးလို့ပြောရတာပေါ့နော်မယုံဘူးတဲ့ဘာညာကွာဆိုတာပလိတ်လူပါနှခမ်းမွေးနဲ့သူဝင်လာတယ်ယူရလားယူရအဲ့ဒီမှာသူတို့ကတဆင့်ဖြစ်သွားပြီပေါ့ဟုတ်တဆင့်ကတော့ပြီးသွားပြီပေါ့သူတို့လက်ထက်ဖုန်းလို့ရှင်လို့လားမဟုတ်ပါဘူးဟုတ်တယ်ဆရာဖုန်းလို့ရှင်ပြီးတော့မှသူတို့လည်းကြောက်တယ်ထင်တယ်ဆက်သွယ်မှာဆိုလို့ဆက်သွယ်မှာကြောက်လို့အဲ့ဒါလည်းကျွန်တော်လည်းမသိဘူးကောင်းအဲ့ဒါနဲ့သူတို့ကဖုန်းလိုက်တောင်းရင်းနဲ့သူတို့မကြည့်နိုင်ဘူးဖုန်းတွေရှာတယ်အဲ့ဒီရှာရင်နဲ့ကျွန်တော်အိတ်ထဲမှာခုနကဖုန်းကြံခဲ့မယ်ဘက်ထရီကပါလာတယ်ဆိုတော့အဲ့ဒီဘက်ထရီတွေ့တော့အနည်းမှာဖုန်းတကယ်ပါတယ်ဆိုပြီးတော့မှကျွန်တော်မျက်နှာပဲသူနှစ်ချက်ကန်တာပေါ့ပါရမတစ်ချက်ကန်တယ်ဒီမှာလက်သွားတယ်နောက်တစ်ချက်ကျတော့ဒီမှာ